ဒါတတိကံတင်သွင်းတာတွေလက်ခံတာတွေရဲ့နည်းလမ်းတွေကို classification မျိုးစားခွဲခြားထားတာပေါ့ဒီကောင်တွေကတော့ဒီလိုခွဲခြားတာပေါ့ restrict ကန့်သတ်ထားတာပေါ့လေပါတော့restrict ကန့်သတ်ထားတာ promote အားပေးတာနဲ့ဆိုင်ကန့်သတ်တာပိုများတာပေါ့ access တဲ့ potential useful information တန်ဖိုးရှိတဲ့သတင်းချက်လက်တွေရရှိဖို့အတွက်အမှုနဲ့ပတ်သက်ပြီးတော့ procedure rule structural rule was structural rules ဘာလို့ဆိုတော့ဘာတန်း standard programming ကိုတသိပြန်တာဝန်နဲ့ပတ်သက်တဲ့နည်းလမ်းတွေပေါ့အမှုတစ်ခုလုံးအမှုစစ်မဲ့ခြင်း structural rules ဖွဲ့စည်းလိုက်တာဘယ်ပုံစံဘယ်သူဘက်ကတသိပြန်တင်ပြရမယ်တာဝန်ရှိလဲဆိုတော့စပြီးတော့ဘယ်ကစစစ်မယ် structural rules မှုစစ်တဲ့ဟာပုံစံကိုစဖွဲ့စည်းလိုက်တယ်authentication or AEBIS အစစ်အမှန်ဖြစ်တာဒီ AEBIS ဆိုတော့ပြတာပေါ့တသိခင်းချင်းပြတာတသိဘယ်ဘက်ကစခေါ်မယ်ဘာညာအဲ့ဒါတွေစစ်ဆေးတဲ့ပုံစံပေါ့လေဒီတသိကံပစ္စည်းတွေပြတာလို့ဘာလို့အစစ်အမှန်ပြတဲ့ဟာအဲ့ဒါ structural rule ထဲမှာထည့်တာတော့ဘာလို့ framework dealing with the evidence trial အမှုစစ်ဆေးတဲ့အခါမှာတသိတင်ပြခြင်းနဲ့ဆက်ရပြီးတော့သူကဘောင်းသတ်မှတ်ပေးလိုက်တဲ့ဒီ structural rules ဆိုတဲ့ဟာရှိမယ်ပြီးရင် preferential rules ဆိုဦးစားပေးတင်ပြရမယ်ဟာဦးစားပေးတင်ပြရမယ် bad evidence rules နမူနာ bad evidence rule ကဘာလို့အကောင်းဆုံးမသိကြဗျစာရွက်စာတမ်းဆိုရင်မူရင်းအဲ့ဒါမျိုး design to price accepting evidence of inferior quality ဆိုတာဘာလို့လဲဒီအနေအထားတသိကံချက်တွေလက်ခံမှုကလေရှောင်ကျဉ်မှုအတွက်သူက design ထုတ်ထားတဲ့ဟာပေါ့ preferential rules ဆိုတာဦးစားပေးပြီးတော့တင်ပြရမယ်နည်းလမ်းပေါ့ဦးစားပေးတင်ပြရမယ်နည်းလမ်းဦးစားပေးလက်ခံရမယ်နည်းလမ်းအမှုစစ်တဲ့အခါမှာဘာလို့အနေအထားအရေးအသွေးရှိတဲ့တသိကံချက်တွေကိုလက်မခံအောင်လက်ခံမှုရှောင်ရှားရမယ်ဘာလို့လဲတကယ်လို့သာ superior quality is available ရနိုင်တယ်ဆိုရင်သူ့ရဲ့ပူကောင်းတဲ့တသိကံချက်ရနိုင်တယ်ဆိုရင်အနေအထားဟောလက်မခံအောင်ဒါဦးစားပေးအဆင့်အနေနဲ့သွားရမယ်နည်းလမ်းတွေသတ်မှတ်တာ B ကကျတော့ analytics rules ခွဲခြမ်းစိတ်ဖြာပြီးတော့အစစ်စစ်သုံးသပ်ရမယ်နည်းဥတွေပေါ့ဒီကတော့ဘာလို့လဲ hearsay ပေါ့နော်အဓိကတော့ hearsay ပေါ့ဥပမာပြရတော့ hearsay ဆိုတဆင့်ကြားတသိကံလေးanalytics rules ကဒါကဘာလို့သူကလည်းဘာလို့လဲ avoid accepting evidence experience such as is likely to be unreliable ဒီတသိကံနဲ့တသိတွေရဲ့သူတို့ရဲ့အတွေ့အကြုံကဘာလို့ယုံကြည်စိတ်ချရတဲ့ဟာမဟုတ်သူတို့ကြုံတွေ့လာတဲ့အမှုနဲ့ကြုံတွေ့လာယုံကြည်စိတ်ချရတာမဟုတ်သူတို့ယူဆတဲ့ဟာတွေကိုဖယ်ထုတ်ရအောင်အဲ့ဒါတွေကိုလက်မခံအောင်ဒီကကြတော့ prophylactic rule ဆိုတာကာကွယ်နည်းလမ်းအကာအကွယ်ရန်တာနည်းလမ်းအဲ့ဒါဘာလို့ excluding evidence previous conviction ဆိုတာဒီအရင်တော့ပြစ်မှုကျူးလွန်ခဲ့ပါတယ်ပြစ်ဒဏ်စီရင်ခံခဲ့ရဘူးပါတယ်ဆိုတဲ့ဟာကိုတသိလာထံဖယ်ထုတ်ပြရဘာလို့တရားခံကစူးစမ်းခံရသူကရင်တော့ပြစ်မှုကျူးလွန်ပါတယ်လို့ဆိုရင်တသိကံလက်မခံတော့အဲ့ဒါဆိုရင်ဖယ်ထုတ်ပြရဘာလို့လဲဆိုတော့ရင်မှုကအခုဟာလည်းမဆိုင်ဘူးအဲ့မှာတော့ရင်တော့ပြစ်မှုကျူးလွန်ဘူးပါတယ်ဆိုရင်ကြိုတင်ဆုံးဖြတ်သူ့အတွက်ထိခိုက်နေနာစေတဲ့ဆုံးဖြတ်ချက်တွေရောက်သွားမှာဆိုအဲ့ဒါဒီမှာလဲဘာလို့ဆိုဒီမှာကတော့သူက jury ပေါ့လေသူတို့စီမှာတော့ jury ပေါ့ဒီက may incapable or evaluate
evaluating objectively ဆိုတာဟိုဓမ္မတိထန်ကြာသူတို့ကတသိကံချက်တွေကိုဟိုအကဲမဖြတ်နိုင်အကဲဖြတ်နိုင်တဲ့အရေးချင်းမရှိဘူးပေါ့အဲ့ဒါကြောင့်မို့ postulated rules တသိကံဥပဒေတွေမှာအဲ့ postulated rules ဆိုတာအကြံတာနည်းလမ်းတွေထည့်ထားဘာတော့ဆိုဒီ prejudicial evidence ဆိုတာကြိုပြီးတော့ဆုံးဖြတ်ရရောက်တာထိခိုက်နစ်နာစေတဲ့တသိကံချက်တွေပေါ်မှာသူကဟိုအလေးသာပြီးတော့ဆုံးဖြတ်မဲ့ဟာတွေပါလာမှာဆိုလို့ postulated rules ဆိုတာအရင်တော့ဟိုဆွဆက်ခံရလို့ကအရင်တော့ပြမှုကျူးလွန်ပါတယ်ဆိုတော့ကိစ္စတွေကိုလာထွက်ရင်ဖယ်ထုတ်ပြရမယ်အကာအကွယ်ပေါ့နောက်နံပါတ် E ကကျတော့ simplification လို့ယူရှင်းတာပေါ့ simplificatory rules ဆိုတာယူရှင်းဖြစ်မဲ့နည်းလမ်းပေါ့ဘာလို့လဲဒီကဘာလို့သူကဒီနည်းလမ်းကြတော့ဘာလို့တသိခံအများကြီးဟိုဘာလို့ဆိုစာတမ်း voluminous documents voluminous documents ဆိုတာစာတမ်းများပြားလာတဲ့စာတမ်းတွေကိုနှစ်ချုပ်တင်ပြဖို့ဖွင့်ပြရမယ်ဒီကဘာလို့ဆိုတော့ဒီကောင်ကကျတော့ jury တွေကိုဒီအငင်းပွားတဲ့အမှုဖြစ်တဲ့အကြောင်းအရာတွေနားလည်တဲ့အချိန်မှာ jury တွေကိုထောက်ကူရဖို့အတွက်ဒီဇိုင်းထုတ်ထားတဲ့နည်းဥတွေတာပေါ့နောက်က quantitative rules ဆိုတာဘာတော့ဆိုသူကဒီက requiring cooperation ပါပူးပေါင်းဆောင်ရွက်မယ်ထောက်ခံပြုရမယ်ဟာတွေလိုတဲ့နည်းလမ်းပေါ့ဘာလို့သူကဒီဟိုအငင်းပွားတဲ့အချက်မှာ issue ပေါ့ငင်းချက်အဲ့မှာအချက်တစ်ခုကိုတက်တည်ပြဖို့ဆိုရင်အဲ့ဒီအချက်ကိုတက်တည်ပြဖို့အတွက်တခြား multiple evidential facts တွေဟိုသူကတင်ပြဖို့တောင်းဆိုမှာလားဒါမှမဟုတ်ရင်မလိုအပ်ဘဲနဲ့တသိကံအများကြီးတင်ပြတဲ့ဟာတွေကိုကာဝယ်မှာလားအဲ့ဒီတော့ဒီဇိုင်းထုတ်ထားတယ်quantitative rules ထပ်ပြီးတော့တောင်းဆိုပြီးမှာလားဟိုလိုအပ်တယ်ဆိုရင်နောက်ထပ်တင်ပြမှာဒါမှမဟုတ်မလိုအပ်ဘဲအများကြီးတင်ပြနေရင်ဟိုကာဝယ်မှာလားသူက positive negative ရှိတာပေါ့လေအဲ့ဒါ quantitative rule ဆိုတော့ဒီအချက်တစ်ခုသက်သေပြမယ်ဒါပေမဲ့ဒီပြင်အချက်တွေလိုတယ်ဆိုရင်ထပ်တောင်းမယ်ဒါမှမဟုတ်မလိုဘဲနဲ့ထပ်ပြရဆိုရင်တားမြစ်မယ်ဟို quantitative rules policy based rule ကကျတော့သူက privilege ထူးခွင့်ရေးပေးထားတယ် privilege ဟိုမူဝါဒတွေနဲ့အခြေခံထားတဲ့အမျိုးတွေနီလန်းတွေအစီအမံနည်းဥပဒေသားတွေပေါ့သူကကျတော့အထူးခွင့်ရေးပေးတာဒါကကျတော့ pre-clause ဖယ်ထုတ်ပြရမယ်ဒီ acceptance of starting evidential facts ဒီတသိကံတင်ပြတဲ့အချက်လက်တွေတချို့အချက်လက်တွေဖယ်ထုတ်ပြဟို common revelation ဆိုတာဟိုတောင်းဆိုတာဗောလေဖွင့်ရချက်တွေကိုလက်ခံရမယ်လို့လက်ခံမှာလားပေါ့နော်ဝန်ခံချက်တွေတော့ဒါမှမဟုတ်ဖယ်ထုတ်မှာလားသူကကြတော့ဘာတော့ policy consideration မူဝါဒအဲ့ဒီမူဝါဒပေါ်မူတည်ပြီးတော့စဉ်းစားတဲ့ဟာပြင်ပကလာတဲ့မူဝါဒတွေအဲ့ဒါဘာတော့ confidential abhorring confidentiality သူကအမှုတဲ့ချင်းချင်းဒါတသိကံအဖြစ်တင်မပြပါဘူးလို့သဘောတူထားတယ် confidential ဥမာအမှုတဲ့နဲ့ရှင်းနေကြမှာရှိတဲ့တိုင်းမင်းတဲ့ကိစ္စတွေတသိကံမဝင် confidential ဒီဝက်ချက်တယ်အဲ့ထိန်းသိမ်းတာဒါမှမဟုတ်ရင် protecting state secrets ဒါ state secret နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်တွေကာကွယ်တဲ့ဟာဒါကြောင့် policy based rule လို့ခေါ်အထူးခွင့်ရေးပေးထားတယ်ဟို abhorring confidential ကဘာလို့လဲနှစ်ဖက်ဟိုစိတ်သက်ညှိနှိုင်းရေးဆိုအမှုရှင်ဆိုင်ရင်နှစ်ဖက်ပြန်လဲညှိနှိုင်းတဲ့ကိစ္စတွေကဒါတသိကံအဖြစ်တင်သုံးလို့မရဘူးpolicy based rule ထဲမှာပါသွားတာပေါ့နောက် discretionary rule ဆိုတာစီရင်လုံတရားနည်းဥပဒေတော့စီရင်လုံတရားလို့ပြောမှာသူကအခွင့်အာဏာလောက်ပိုင်မှုပေးလိုက်ဘယ်လိုတရားသူကြီးတွေကိုလောက်ပိုင်ခွင့်ပေးလိုက်တယ်ဘာလို့လဲတော့ဒီတသိကံနည်းလမ်းတွေပေါ်မှာလွှမ်းမိုးပြီးတော့ဆုံးဖြတ်ဖို့ဘာလို့ဆိုတော့သူ့ရဲ့ justice of interest ဆိုတဲ့ဟောပေါ့တရားမျှတမှုအ
အကျိုးကျေးဇူးတွေအတွက်တရားမျှတမှုကိုရှေ့ရှုပြီးတော့မှတရားသူကြီးရဲ့စီမံတော်များကိုလုပ်ပိုင်ခွင့်ပေးလိုက်တယ်ဒီ classification on rule of evidence ဒါတသိခံနည်းလမ်းတွေရဲ့အမျိုးအစားခွဲထားတာတစ်ကမ္ဘာလုံးမှာမှဒီတသိခံဥပဒေမှာထဲမှာထည့်ထားတဲ့နည်းဥပဒေရဲ့နည်းဥပဒေသားတွေပေါ့တသိခံဥပဒေတိုင်းမှာပါပါတယ်ဒီနည်းဥပဒေသားတွေကကမ္ဘာတစ်ဝန်းဟောဖြစ်နေ